ကဲအိုးဝေဒီနေ့ကျွန်တော်ဟိုရက်ကပြောထားတယ်အခုဒီနေ့ထပ်ပြောအောင်မယ်ဗျ29လမ်းတိုင်း88ကူးလာတဲ့အိုးဝေအရှိကိုတဲတဲ့ထောင်တက်လာအရှိကိုတဲတဲ့ထောင်တက်လာပြီးတော့83ရောက်တော့꿰တယ်တောင်ကို꿰တယ်꿰ပြီးတော့28ကနေပြန်တက်မှာအဲ့ဒါမျိုးလုံးဝလုံးမရပါဘူးအဲ့ဒါဆိုရင်ဟိုကဖမ်းတဲ့ဘွယ်ကခုံ3ပေါ်နှစ်ခွန်꿰လာတယ်28နာရောက်ကနေမှဖမ်းပြီပြန်လှည့်လို့လည်းမရဘူးအဲ့ကြတော့20ခွန်ကဆင်းဟိုအရှိကိုတက်လာတယ်ခွန်400တောင်꿰လို့ရတယ်ခွန်9ကနေ꿰လို့ရတယ်ခွန်6ကနေ꿰လို့ရတယ်꿰ပြီးမှ28ပေါ်တင်ပြီးအရှိတက်တဲ့တက်မောင်းလို့ရတယ်အဲ့လိုပဲ28ကနေပြီးတော့အရှိက20ခွန်ကနေအရှိကတက်တဲ့ဆင်းလာတယ်ဆင်းလာပြီးတော့28ဘက်ကိုလမ်းကြောပြောင်းတယ်လမ်းကြောပြောင်းပြီးတော့ခွန်3ရောက်ခန့်ဒီ28ခွန်3ရောက်ခန့်ဒီဖြတ်ကူးလို့ရတယ်ခွန်3ပေါ်ကနေ28ခွန်3ကို꿰ပြီးတော့2ခွန်ဘက်ကိုမသွားပါနဲ့သွားလို့မရပါဘူးအများဆုံးဖမ်းတာကတော့2ခွန်28ကြာ83လမ်းဖြစ်ပါတယ်မီနီအိုးကြီးခွန်3ပေါ်မဝင်ရအများဆုံးဖမ်းတာအဲကြတော့ခွန်3ကို26ကနေ35အတွင်းခွန်3ကိုတက်နိုင်ရင်ဝင်ကြပါနဲ့ဒီလမ်းကြားလေးတွေရှိပါတယ်မလန့်မကန့်ရက်ပြီးလဲကျွန်တော်ခွန်3ပေါ်ဝင်မရလို့ပါမနက်ကတော့9ရက်2လပိုင်း9ရက်2026မနက်က9နာရီလောက်မှာခွန်3နှစ်ခွန်28ကြာမှာမီနီအိုးဝေရှေ့ဘက်နောက်ဘက်15စီးလောက်ရှိရဖမ်းတယ်အဲကြတော့ခွန်3ပေါ်ကိုနှစ်ခွန်ကနေအနောက်ကနေလာလို့ရှိရင်ခွန်3ကိုပေါ်တင်ပြီးမ꿰ပါနဲ့ခွန်4ရက်ကိုရခွန်5ကိုရဟောအရှိ28ကနေလာလို့ရှိရင်28ခွန်3ကိုတဲ့တဲ့အနောက်ကိုဖြတ်ပါခွန်3ပေါ်꿰ပြီးတော့နှစ်ခွန်ကိုပြပါနဲ့အဲ့ဒါလေးလာပြောပြရအောင်